ကျွန်တော်ကိုယ်တိုင်တက်တည်ပြဖို့အခွင့်အရေးတစ်ခုကိုစောင့်နေခဲ့တာပါကျွန်တော်ဘယ်တော့တော့ကြောင်းကြွားဖို့မဟုတ်ပဲကျွန်တော်ဆုံးရှုံးခဲ့ရတာတွေကိုပြန်ယူမယ်ဆိုတာလူတိုင်းကိုပြောပြချင်လို့ပါကျွန်တော်ရဲ့ဆုလက်ကိုတွားပြီးတောင်းဆိုတော့မယ်ဘယ်လောက်လဲတတန်းတောင်ဖင်ယန်ငါတို့နောက်ထပ်ထီလက်မှတ်တစ်ခုထုတ်ဝေရအောင်တတန်းလောက်ပေါက်သွားရင်ငါနောက်ခါအမိုက်ကောက်เสียရမလို့တော့ဘူးပေါ့နောက်တစ်ခါကလေးတွေမှုဖို့အတွက်ဒီပတ်စံကိုတင်ထားလိုက်မယ်ကျွန်တော်နာမည်ချန်ပီယံမှာတက်လက်ပိုင်းမှာအိမ်အောင်ခွဲပြီးဘာမှမပါပဲထွက်လာခဲ့ရတယ်အခုတော့ကျွန်တော်မှာပြတစ်ချက်မှမရှိသလိုဘာမှလည်းမကြံတော့ဘူးရွာတွေကလူတွေအားလုံးကကြွယ်ရမှာကျွန်တော်ကိုအတုံးမကျတဲ့ကောင်လို့ခေါ်ကြတယ်ကျွန်တော်လိုလူတစ်ယောက်အတွက်ဘဝကိုပြောင်းပြန်လဲပြစ်နိုင်မဲ့အခွင့်အရေးရှာကြည့်နိုင်ပါဦးမလားဟေးဟောက်ကောအဖေရောက်ပြီးငါအဖေကခိုးတာဝက်တာမလုပ်ဘူးသူ့အရေးချင်းနဲ့သူပတ်စံရှာတာမင်းကဘာလို့သူ့ကိုလှောင်နေတာလဲဟောက်ကောအဖေတောင်းပန်ပါတယ်အဖေကတားကိုအဆက်ခွဲမိတယ်လို့ဖြစ်အောင်မစွမ်းဆောင်နိုင်ခဲ့ဘူးအဖေရပါတယ်ပင်ပန်းလောက်ကင်စားပြီးပတ်စံရှာတာရှက်စရာဘာမှမရှိပါဘူးတားကြီးလာလို့ပတ်စံရှာနိုင်တဲ့အခါအဖေကိုကောင်းမွန်တဲ့ဘဝတစ်ခုတေချာပေါက်ပေးမှာပါချန်ပီယံငါမင်းကိုတတိပေးလိုက်မယ်ငါသားယူမှန်ပါကိုလာပြီးမနောက်ရက်နဲ့တော့တိတ်လို့မလာနဲ့ဟောက်ကောကငါသားလည်းဖြစ်တယ်ကျွန်တော်သူ့ကိုမြင်ချင်းယုံတင်ပါဟာမှန်ပါမင်းအရင်ကတကယ်မြင်မရှိခဲ့ဘူးပဲဒီလိုအမိုက်ကောင်မျိုးနဲ့လက်ထပ်ခဲ့တယ်ဆိုတော့ရွှေမှန်ပါငါတို့ကွာရှင်းတာ3ရက်ပဲရှိသေးတယ်မင်းကနောက်တစ်ယောက်နဲ့တွဲနေပြီပေါ့ရှီဖာကမင်းထက်အစပေါင်းတန်းပါကတားတယ်သူစီစောစောစီးစီးမရောက်ခဲ့တာပဲနောက်လည်းရတယ်မင်းလိုအမိုက်ကောင်အတွက်ငါရဲ့လူပြိုဘဝလူငယ်ဘဝတွေကိုအလားကဖြုံးတီးခဲ့ရတဲ့ဟောက်ကောဒီကိုလာအဖေနောက်ကျရင်သားကိုအပြင်ခေါ်သွားပြီးအကောင်းစားစားစာကြီးကျွေးမယ်အဖေအချင်းချင်းပြောပြီးပြီလေအဲ့ဒီစင်းရဲတဲ့ကောင်ကမင်းအဖေမဟုတ်ဘူးသူနဲ့မတန်ဘူးမင်းတို့အားလုံးကဒီလိုပဲလောဘကြီးပြီးမျက်နှာပွင့်ရလိုက်ကြတယ်ကလေးမွေးထားတော့ဘာဖြစ်လဲစင်းရဲတဲ့လူငွေတယောက်ဖြစ်နေပြီးတော့မှလာပြီးဟန်ကြီးပန်ကြီးလုပ်နေတဲ့မင်းတကယ်သာစွမ်းဆောင်နိုင်ရင်မင်းသားရဲ့အုတ်ထင်းခွင့်ကိုတောင်ဘာလို့မရခဲ့တာလဲဘာလို့လဲဆိုတော့မင်းကအတုံးမကျတဲ့ကောင်မို့လို့လေမင်းရဲ့ကိုပိုင်သားကမကြခင်ငါ့ကိုဖေးလို့ခေါ်တော့မှငါသူ့ကိုအလွယ်တကူပေးနိုင်တာတွေကိုမင်းတစ်သက်လုံးရှာရင်တော့ဝယ်ပေးနိုင်မှာမဟုတ်ဘူးငါ့ကိုလာပြီးအထင်မသေးနဲ့ငါဘဝကိုပြောင်းပြန်လည်ပြအောင်မှစောင့်ယုံသားစောင့်ကြည့်လိုက်ဟာကိုမျက်နှာကိုမှန်ထဲမှာအရင်ပြန်ကြည့်ပါဦးမင်းကဘလို့လူစားမှုလို့လဲမင်းအသက်အရွယ်နဲ့ဘာကိုအခြေခံပြီးဘဝကိုပြောင်းလဲနိုင်မယ်လို့ထင်နေတာလဲအမိုက်လိုလူစားတွေကအမိုက်ပဲကောက်ပြီးတစ်သက်လုံးလေသမားဘဝနဲ့ပဲစသိမ်းရမှာယောက်ျားရည်သူ့လိုလူတွေကပိုးမွားတွေအပြည့်ပဲသူနဲ့ဝေးနေရအောင်ကူးဆက်ကုန်မယ်ဒါကအဖိုးကြီးမင်းကိုပေးလိုက်တဲ့အနက်နံစော်နေတဲ့အမိုက်တွေစက်ထမမြောက်အကိုကြီးကျွန်တော်ပြန်လဲတုံးပြလို့ရတဲ့အမိုက်တွေကိုမကောက်တော့ဘူးဒီလားကျွန်တော်ကောက်လို့ရတဲ့အမိုက်စုစုပေါင်းက10ခုပဲရှိတယ်25တသမ9ရွာကျွေးကိုကျွန်တော်မယူတော့ဘူးရှေ့ရပဲပေးလိုက်ပါအခုခင်မှာအမိုက်ကောက်ရတာလွယ်ပေမဲ့ပြန်ရောင်းရတာခက်တယ်ရှင်းရမယ့်ပတ်စံစီရင်ကမပြတ်သေးဘူးမိနစ်တကူအထိစောင့်လိုက်ရင်မကောင်းဘူးလားအကိုကြီးကကျွေးဆက်ဖို့ညင်းနေတာမဟုတ်ပါဘူးအခုလောလောဆယ်မရှိသေးလို့ပါဒီလိုလုပ်လေခြံထဲပတ်ကြည့်ပြီးသဘောကျတဲ့ပစ္စည်းနှဲငယ်ကိုရွေးယူလိုက်အဲ့ဒါကိုပဲငါလာစားလို့သဘောထားလိုက်မယ်ဒါကဘာလဲချန်ပီယံတခုခုနဲ့ကျွေးပြန်ဆက်မလားဒါမှမဟုတ်အခုပဲထွက်သွားမလားကျွန်တော်မျက်စိထဲမှာပစ္စည်းတွေရဲ့အချက်လက်နဲ့တံမိုးတွေကိုအမှန်တကယ်မြင်နေရပြီဒါကစိတ်ကူးရင်အမြင်အာရုံများလားအမဖုန်းကျွန်တော်ဒီဖင်ယံကတ်ကိုလိုချင်တယ်စူကြီးပေါက်မဲ့ဒီလိုမျိုးကိုတခါမှမမြင်ဘူးမင်းကအမိုက်ကောက်ပြီးအသက်မွေးတာအေးဆေးလှုပ်ဆန်းပါနောက်ထပ်တစ်ခုထပ်ဝယ်မဲ့အကယ်၍မပေါက်ရင်လည်းကျွန်တော်လက်ခံလိုက်ပါမယ်ပြက်ကလေးရဲ့ပထမဆုံးလတတမမြောက်နေ့ကဒီနေ့ရဲ့ညစာစားပွဲပဲဒီညစင်းမြင့်တစ်ခုလုံးမှာမိအိမ်တွေအားလုံးလင်းထင်ကြဆင်းနေတယ်မင်းဘလောက်ပေါက်သွားလဲငါအိမ်မှာလှုပ်ရှားလေးတွေရှိသေးလို့အရင်ပြန်တော့မလို့လားဘာလို့ဒီလောက်လောနေရတာလဲဝန်ချီဖာရဲ့အရိုက်ခံရတာကနေပစ္စည်းတွေရဲ့ဈေးနှုန်းကိုမြင်နိုင်တဲ့ဒီစွမ်းရည်နိုးထလာလိမ့်မယ်လို့ကျွန်တော်လုံးဝမမျှော်လင့်ထားခဲ့ဘူးဒီတတန်းကအစပြိုးချင်းများသာကျွန်တော်ကိုအထင်သေးတဲ့သူတွေကိုတေချာပေါက်နောက်ရစေရမယ်ဖင်အန်ဒီနေ့အခြေအနေတိတ်မကောင်းဘူးဒါပေမဲ့ရပါတယ်မန်ရဲ့အဖေကမင်းရဲ့ဖုန်းနံပါတ်ငါဖုန်းနံပါတ်နဲ့မင်းအမေရဲ့ဖုန်းနံပါတ်တွေကိုပါဘလော့ထားလိုက်ပြီးမင်းတို့နှစ်ယောက်နောက်ထပ်ရန်ဖြစ်ကြပြန်ပြီလားဒါကိုစကလုံးအနှဲငယ်နဲ့ရှင်းပြလို့မရဘူးဖင်အန်မင်းရဲ့တသက်တာစုဆောင်းထားတဲ့ပတ်စံတွေအားလုံးကမန်ရဲ့အဖေပတ်စံထဲမှာပိတ်မိနေတာပါပဲဖြစ်မင်းလုံးဝကွာရှင်းလို့မရဘူးမဟုတ်ရင်ငါတို့မိသားစုအခြေအနေနဲ့ဆိုမင်းတသက်လုံးလူပြိုကြီးဖြစ်သွားလိမ့်မယ်ကျွန်တော်စိတ်ပူတယ်ကျွန်တော်မှာအခွန်နှုတ်ပြီးသား8သိန်းရှိတယ်မနှက်ဖြန်စုသွားထုတ်မယ်ဖင်အန်မင်းရဲ့ဒုတိယဦးလေးကမြို့ကနေအခုလေးတင်ပြန်ရောက်ပြီးအိမ်မှာဝိုင်းဖွဲ့ထားတဲ့ခဏနေရင်လာခဲ့ဦးအားလုံးစုံကြတာပေါ့ကျွန်တော်စားပြီးမင်းကတော့ဦးကြောင်ကြောင်နဲ့ဒါကစားဖို့တက်မဟုတ်ဘူးမင်းရဲ့ဒုတိယဦးလေးကချမ်မီသားစုထဲမှာအစွမ်းအစအရှိဆုံးလူသူစီသွားပြီးမျက်နှာလိုမျက်နှာရလှုပ်ထားဒါဆိုမင်းရွာထဲမှာအမိုက်ကောက်เสียရမလို့တော့ဘူးညစာကို9နာရီခွဲမှာစစားမယ်လက်ပလာနဲ့မလာဘူးတတိယပါအမဖုန်းကျွန်တော်ကိုဈေးကြီးတဲ့ secret အနေငယ်နဲ့အကောင်စားဝိုင်းနဲ့ပလင်ပေးပါဖင်အန်မင်းပုံမှန်ဆို9ရွမ်တန် secret တောက်ပြီး9ရွမ်တန်အချိုရည်ပဲတောက်တာဒီနေ့ကျမှဘာလို့ဒီလောက်ရက်ရောနေရတာလဲကျွန်တော်ဒုတိယဦးလေးပြန်ရောက်လာလို့တွားတွေးမလို့ပါကျွန်တော်သိပါတယ်စုစုပေါင်း140ကျတင်ပါတယ်အမဖုန်းနောက်ထပ်100ရွမ်လောက်အကျွေးထက်ယူလို့ရမလားဖြစ်ရလေမင်းကစားလဲစားဦးမယ်ပစ္စည်းတွေလည်းယူဦးမယ်ပေါ့100ဒါမှမဟုတ်200ရွမ်စပုံငွေကဘာဖြစ်လို့လဲရော့ဒါမင်းရဲ့မှတ်ပုံတင်ဖင်အန်ရောက်ပြီးပဲဝင်ခဲ့ဟာဝန်ချီဖာမင်းဒီမှာဘာလုပ်နေတာလဲဖင်အန်မင်းစကားပြောစင်ကျင်စမ်း
မစ္စတာဝန်ကငါအိမ်ရဲ့ဂုဏ်တွေရှိဧည့်သည်တော်မင်းရဲ့ဒုတိယဦးလေးကအလှဆင်ကုမ္ပဏီတစ်ခုပိုင်နေပြီးတော့ဝန်ချီဖာကအဲ့ဒီကုမ္ပဏီရဲ့အကြီးဆုံးမိတ်ဖက်ပဲမင်းအလုပ်လုပ်ချင်းရင်သူ့ကိုသွားပြီးမစော်ကားနဲ့ကောင်းပါပြီဖင်အန်းမင်းရောက်လာမှတော့အတူတူထမင်းစားကြတာပေါ့အဖေဖင်အန်းဘလောက်အလိုက်တိလဲကြည်ဦးပစ္စည်းတချို့တောင်ယူလာသေးတယ်ဒါကဘာလဲငါ့ကိုကြည့်ခွင့်ပေးဦးဟာ90ယွမ်တန်အာကူတိုတရုတ်ရက်တစ်မျိုးနဲ့20ယွမ်တန် secret တွေပါလားချန်ပီယံအမင်းကကိုဘာကောင်းထင်နေလဲဒီလိုအမိုက်တွေကိုလက်ဆောင်ပေးဖို့မင်းမမျက်နှာရှိသေးတယ်ပေါ့ငါဒီလိုမျိုးတစ်ခါမှမမြင်ဘူးဦးလေးချန်ကျွန်တော်ယူလာတဲ့အရက်ကိုတောက်ပြီးကျွန်တော်ဝယ်လာတဲ့ secret ကိုပဲတောက်ပါချန်ပီယံမစ္စတာဝန်ကိုကြည်စမ်းပြီးရင်မင်းကိုမင်းပြန်ကြည့်အောင်မန်ပါမင်းကိုကွာရှင်းခဲ့တာမဆန်းပါဘူးအတိတ်ကပုတ်ဆက်ညီဟောင်းနေတဲ့လူတွေနဲ့အကြောင်းအရာတွေကိုငါထက်မပြောတော့ဘူးဒါပေမဲ့ဒီလိုလူစားမျိုးကဘာရေးချင်းမှမရှိဘူးသူနဲ့စပွဲတစ်ခုထဲမှာအတူတူထိုင်ရတာမျက်စိနောက်တယ်ငါတို့အဆင့်တန်းချင်းမတူရင်တော့သူကတော့ဟေးအဖေသူ့ကိုဒီကိုခေါ်ဖို့ဘယ်သူပြောလဲဖင်ရန်စိတ်မကောင်းပါဘူးမင်းအရင်ပြန်လိုက်ရင်မကောင်းဘူးလားအလုပ်အကြောင်းကိုနောက်မှဆွေးနွေးကြတာပေါ့ငါတို့ကုမ္ပဏီကကံကောင်းထောက်မှစွာနဲ့စောင့်ကြည့်မဲ့ခွေးတကောင်လုံခြုံရေးလိုအပ်နေတာဒါကြောင့်မင်းတာကိုစားမယ်ဆိုရင်မင်းကိုလစဉ်လစာ1500နဲ့ကိစ္စလုပ်ပေးမယ်အမိုက်ကောက်တာထက်တော့ပိုကောင်းတာပေါ့ဟာဖင်ရန်ဒီလိုအခွင့်အရေးကောင်းကိုမင်းပါစောင့်နေတာလေမြန်စားလိုက်မြစ်ရဲ့အရှိဘက်မှာအနှစ်30မြစ်ရဲ့အနောက်ဘက်မှာအနှစ်30ဟွန်းလူငယ်ကိုမနှိမ်တဲ့ဆင်းရဲသားကိုမနှိမ်တဲ့အသက်လက်ပိုင်းကိုမနှိမ်တဲ့လူအိုကိုမနှိမ်တဲ့ဆင်းရဲသားဆိုတာလူတွေပဲမင်းကတစ်သက်လုံးဆင်းရဲလာပြီးတော့မှလာပြီးမန်တက်နေသေးတယ်ဝန်ချီဖာလူတွေကိုအထင်မသေးနဲ့ဘသူကပူတာလဲဆိုတာမတိချသေးဘူးမစ္စတာဝန်ကငါရဲ့ဂုဏ်တရရှိဧည့်သည်တော်ဖင်အန်းသူ့ကိုမြန်တောင်းပန်လိုက်စမ်းဒုတိယဦးလေးကျွန်တော်ဘာမှမလုပ်ခဲ့ဘူးအကယ်၍ကျွန်တော်ကိုမကြိုဆိုဘူးဆိုရင်ကျွန်တော်သွားတော့မယ်မင်းလိုအမိုက်ကောက်တဲ့ကောင်ကငါ့ကိုပြန်ပြောရဲတယ်ပေါ့မင်းဖေးကြောင့်သာမဟုတ်ရင်ငါအိမ်ထဲဝင်ခွင့်တောင်ရှိမှာမဟုတ်ဘူးဒုတိယဦးလေးကျွန်တော်ကိုအထင်သေးတာသိပါတယ်ဒါပေမဲ့ကျွန်တော်ဘာမျက်နှာသာမှမတောင်းဆိုပါဘူးဖင်အန်းအောက်ခံပြီးစကားနည်းနည်းပဲပြောစမ်းပါကျွန်တော်ဘဝတစ်ဝက်လောက်တီးခံခဲ့ပြီးအခုလည်းထပ်ပြီးတီးခံနိုင်မယ်ချန်ပီယံမင်းမေကအတုံးမကျဘူးမင်းဖေကလည်းသူ့ရဲပေါင်ကြောင်းမင်းအမကလည်းအတုံးမဝင်ဘူးမင်းကတော့ပိုလို့တောင်အမိုက်ဆန်တဲ့ကောင်ပြည့်စုံတဲ့လူမြစ်ပဲငါရှိမှလာပြီးလူကြောင့်လုပ်ရဲတယ်ပေါ့မင်းဒီနေ့ဒူးထောက်ပြီးမစ္စတာဝန်ကိုမတောင်းပန်ရင်ငါတို့လမ်းခွဲကြစို့အဆက်အသွယ်ဖြတ်မယ်မင်းတို့မိသားစုတစ်ခုလုံးငါစီကနေဘယ်တော့မှအကျိုးအမြတ်ရမှာမဟုတ်တော့ဘူးဒူးထောက်စမ်းချန်အားဟူငါရှိမှလာပြီးလေကြီးမိုးကြီးမလုံးနဲ့ငယ်ကလေးကဂတိအလွတ်တွေပေးတာကလွဲရင်ငါတို့မိသားစုကိုတကယ်ကူညီဘူးလို့လားကျွန်တော်မင်းကိုမျက်နှာပေးတဲ့အနေနဲ့ secret နဲ့အရက်တွေယူပြီးလာတွေ့တာဒါပေမဲ့မင်းနဲ့ချန်ရင်ကျိုးကကျွန်တော်ကိုလူလိုမဆက်ဆံဘူးအဆက်အသွယ်ဖြတ်မယ်ဟုတ်လားဘသူကဖြတ်မှာလဲမဖြတ်တဲ့ကောင်ကမြေပဲထွက်သွားစမ်းဒီတန်းတန်ထီလက်မှတ်ကငါရဲ့ကံကြမ္မာကိုပြောင်းလဲပေးမဲ့အစပြိုးခြင်းပဲ။အိုးဒါငါရဲ့ညီကိုကောင်းမဟုတ်လား။မင်းအခုတလောဘယ်မှာသွားပြီးစီးပွားရှာနေတာလဲ။လျှက်စစ်စကူတာတော့ဝယ်ထားတယ်ပေါ့။ဟေးသူကအမိုက်ပဲကောက်နေတော့မှသူတလားကို900 800လောက်တော့ကောင်းကောင်းရှာနိုင်မှာပါမစိုးပါဘူး။ဖင်အန်းမင်းတလားလုံးရှာတာကငါတရက်ရှာတာနဲ့အတူတူပဲ။ဟာစုငွေထုတ်ယူခြင်းအောင်မြင်ပါသည်။ဂုံယူပါတယ်ခမရကျေးဇူးပြု၍တင်းဤမပုံတင်ကိုပြသပြီးစုငွေထုတ်ယူခြင်းပုံစံကိုဖြစ်ဆွဲပေးပါတီဌာနကတင့်ကိုစားကိုပိုင်ဝင်ငွေခွန်20%ကိုပေးဆောင်ပေးပါမည်အသားတင်စုငွေမှာ8သိန်းရွန်ဖြစ်ပြီးအလုပ်လုပ်ရက်3ရက်အတွင်းတင့်အကောင့်ထဲသို့အရောက်ပို့ပေးပါမည်ကျေးဇူးပြု၍စိတ်ရှည်စွာစောင့်ဆိုင်ပေးပါဒါကတင့်နာမည်ဒါကတင့်ဘဏ်အကောင့်နံပါတ်ပါဦးလေးရဲ့ပုံစံကိုကြည့်ရတာဘဝကတော်တော်ရုန်းကန်နေရပုံပဲစုကြီးပေါက်တဲ့အကြောင်းကိုအုံကြွမလုပ်ပါနဲ့တချို့လူတွေရဲ့ရည်ရွယ်ချက်ကိုသတိထားပါကျွန်တော်အများကြီးမြင်ဘူးတယ်စုငွေကိုအောင်မြင်စွာထုတ်ယူပြီးနောက်ကျွန်တော်ထီခမ်းမတဲ့ကနေထွက်လာခဲ့တဲ့စုကောက်တဲ့လက်မှတ်ကိုထုတ်ပြီးတိတိကျကျစစ်ဆေးလိုက်တယ်ပြီးတော့အဲ့ဒါကိုတင်ဆက်ပြီးထွက်ခွာဖို့ပြင်ဆင်လိုက်တယ်ကျွန်တော်ရဲ့အောင်မြင်မှုလမ်းကြောင်းစတင်နေပြီဆိုတာကျွန်တော်သိလိုက်ပြီးဆရာဒါကိုကြည်စမ်းပါဒါကရွှေစင်စစ်ပဲတန့်စင်မှုအလုံးမြင့်မားတယ်ဒီတုံးက1238 gram ရှိတယ်ဒီနေ့ရွှေပြန်ဝယ်ဈေးက1 gram ကို980ဖြစ်လို့စုပေါင်း12,860ရပါမယ်ကောင်းပြီကျွန်တော်ဒါတွေအားလုံးကိုရောင်းဖို့ရည်ရွယ်ထားတယ်ခင်ဗျားဝယ်နိုင်မလားရပါတယ်ခင်ဗျာကျေးဇူးပြု၍ခဏလောက်စောင့်ပေးပါကျွန်တော်အခုပဲချက်ချင်းဆောင်ရွက်ပေးပါမယ်မစ္စတာချန်ကျေးဇူးပြု၍တင့်အကောင့်ကိုစစ်ဆေးပေးပါရောက်ပြီအလွန်ကောင်းတယ်ထီပေါက်တဲ့စုငွေကကျွန်တော်အကောင့်ထဲရောက်လာပြီကျွန်တော်အခုဆိုရင်2 တန်းရှိတယ်ဒီရွှေတုံးကအနည်းဆုံး2 ကီလိုလောက်လေးရမယ်တဝက်လောက်ကအတုဖြစ်နေတာကိုမယုံနိုင်စရာပဲမင်းလိုအဖိုးကြီးကမျက်စိကန်းနေတာလားစကားဆင်ကျင်စမ်းမင်းငါကိုလာတိုက်မိပြီးတော့ပြန်ပြောရဲသေးတယ်ပေါ့အကယ်၍ဥပဒေသာမရှိရင်မင်းရဲ့ခွေးပါဇက်ကိုငါရိုက်ခွဲပစ်လိုက်ပြီဒီကနေထွက်သွားစမ်းငါရွှေလာရောင်းတာမြန်လို့ဟုတ်ကဲ့ခင်ဗျာစီးမြင့်များအရာကျွန်တော်တို့အရင်ဆုံးအလေးချိန်နဲ့စစ်မှန်မှုကိုစစ်ဆေးရပါမယ်ဒီရွှေကိုတခြားနေရာမှာစစ်ဆေးပြီးသားပါလုံးဝစစ်ပဲမြန်လို့စမ်းဘာတွေဖြစ်နေတာလဲဘာလို့ဒီလောက်စူညံနေရတာလဲမစ္စတာချီဒီလူကြီးကရွှေလာရောင်းတာပါဒါပေမဲ့ပမာဏကတိတ်များနေတယ်ကျွန်တော်သူ့ကိုအရင်ဆုံးအစစ်အမှန်စစ်ခိုင်းနေတာပါမြန်လို့မင်းရောက်မှလားမရောက်ဘူးလားမဟုတ်ရင်ငါတခြားနေရာသွားမယ်ကောင်းပါပြီပြဿနာမရှိပါဘူးခင်ဗျာကျွန်တော်တို့ဒီရွှေတုံးကိုယူပါမယ်ဒီမှာဈေးနှုန်း2 တန်းမှာဘယ်လိုထင်လဲရတယ်မြန်လို့
ငါအခုပတ်စံရေးတကြီးလိုနေလို့မဖြစ်နိုင်ဘူးအဲ့ဒီရွှေတုံးကအတူကျွန်တော်အဲ့ဒါကိုမဝယ်နိုင်ဘူးမင်းလိုအဖိုးကြီးငါမင်းကိုမျက်နှာပေးထားတာတော့ဟုတ်တယ်မလားငါရွှေကအတူလို့မင်းကဘာလို့ထင်ရတာလဲဒီရွှေတုံးရဲ့အလေးချိန်နဲ့အယောင်ကမှားနေတယ်ခုနကတိုက်မိတုံးကဒီရွှေတုံးမြေကြီးပေါ်ပြုတ်ကျသွားတယ်ဒါပေမဲ့ထွက်လာတဲ့အတန်ကတန်တုံးလိုမျိုးအရန်ဆူရှာနေတယ်မယုံရင်အဲ့ဒါရွှေအစစ်ဟုတ်မဟုတ်ဒီနေရာမှာတင်မီးနဲ့စမ်းတက်ကြည့်လို့ရတယ်ကောင်းပြီဒါဆိုဒီလူကြီးပြောသလိုပဲတွားယူပြီးစမ်းကြည့်ရအောင်ငါပစ္စည်းတွေကိုပေးငါမရောက်တော့ဘူးလုံခြုံရေးမြင်မြန်လာပါဒီရွှေတုံးကတကယ်အတူကြီးဗျာဒီလူကိုလွှဲပြောင်းရေးစခန်းကိုခေါ်သွားပြီးအတူအပပြုလုပ်မှုနဲ့ငွေညှစ်မှုတန်တရားရှိတယ်လို့ပြောလိုက်ပါဆရာကျွန်တော်တို့ကိုသတိပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စရာမလိုပါဘူးကျွန်တော်သူ့ကိုမကြိုက်ယုံတင်ပါဆရာကျွန်တော်တို့တွားပြီးလက်ဖက်ရည်တောက်ရင်တငယ်ချင်းတွေဖြစ်ကြမလားမစ္စတာချန်ကျွန်တော်နာမည်ချီမင်းယူပါချင်းရဲ့ပကြီးလုပ်ငန်းရဲ့တာဝန်ခံပါမင်းရဲ့စကားသာမရှိရင်ငါတို့ရွှေဆိုင်ကယွမ်သိန်းကနက်လောက်ဆုံးရှုံးသွားနိုင်တယ်ကျွန်တော်မင်းကိုအကျွေးတင်သွားပြီးနောက်အကူအညီလိုအပ်ရင်ကျွန်တော်ကိုအချိန်မရွေးဆက်သွယ်ပါချင်းမင်းဆက်လက်ရတူတန်မိုးရှိရယွန်မစ္စတာချန်မင်းကရှေးဟောင်းပစ္စည်းတွေနဲ့စုဆောင်းစရာတွေအကြောင်းကိုလည်းအသိပညာရှိတာပဲမင်းရဲ့စိတ်ဝင်စားမှုတွေထဲမှာရှေးဟောင်းပစ္စည်းရွှေနဲ့ယတနာတွေလည်းပါတာပေါ့ဒါကချင်းရဲ့ယဉ်ကျေးမှုလုပ်ငန်းတွေထဲကတစ်ခုပါကျွန်တော်တို့ကအဓိကအဖြစ်စုဆောင်းစရာပစ္စည်းတွေကိုအယောင်းဝယ်လုပ်ပါတယ်မစ္စတာချန်မင်းမှာရှေးဟောင်းပစ္စည်းဒါမှမဟုတ်စုဆောင်းစရာတွေရှိရင်ကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ကောင်းပါပြီဒါဆိုမစ္စတာရှီမင်းကိုကြွနောက်တငယ်ချင်းလို့မှတ်ယူလိုက်ပါမယ်နောက်ရှင်းဟောင်းပစ္စည်းတွေရှိရင်မင်းစီတေချာပေါက်လာခဲ့ပါမယ်ကျွန်တော်လုပ်စရာလေးတစ်ခုရှိသေးလို့ခဏတော့နေရအောင်မယ်ကောင်းပါပြီဒါဆိုကျွန်တော်မစ္စတာချန်ကိုဆွဲမထားတော့ပါဘူးဂရုစိုက်ပါမစ္စတာချန်ညီကိုမင်းဘလိုမျိုးစား electronic ပစ္စည်းတွေလိုချင်လို့လဲကျွန်တော်နောက်ဆုံးထွက်ဖျဲသီးဖုံးလေးလုံးနဲ့အလဲတန်းចောင်းသားတွေအတွက် tablet တစ်လုံးလိုချင်ပါတယ်ကျွန်တော်တို့ရဲ့နောက်ဆုံးထွက်မှာဗာရှင်းအပြည့်စုံရှိပြီးဈေးနှုန်းက4000ကျော်ကနေ1000ကျော်အထိရှိပါတယ်1000ကျော်ကျတင်မှာပါကျွန်တော်အကောင်းဆုံးကန့်ငွေပေးချေမှုစနစ်ကိုပဲလိုချင်ပါတယ်စုစုပေါင်း99,900ရွန်ကျတင်ပါတယ်ဘလို့ငွေပေးချေမှာလဲညီကိုမင်းဘလို့ကားမျိုးလိုချင်လဲကျွန်တော်ဒါလေးကိုညွှန်းချင်ပါတယ်ခီးဝေးမောင်းမှုတင့်တော်ပြီးကီလိုမီတာ100ကျော်အထိမောင်းလို့ရပါတယ်လိုင်စင်အပါဝင်6000ရွန်ပါဆရာကြီးကားကမင်းအတွက်ပါဒါကကားအသစ်မှုလို့စမ်းသက်ကာလအတွင်းမှာတိတ်မြန်မမောင်းပါနဲ့ဦးဆရာဘယ်လောက်ထုတ်ချင်လို့လဲတသိန်းယွန်ဆရာကျွန်တော်တို့စီမှာနှစ်စဉ်တိုးနှုန်း300%ကျော်ရှိတဲ့ဗန်ဒါရေးဝန်ဆောင်မှုတွေရှိပါတယ်ပို့ပြီးလေးလာချင်ပါသလားလောလောဆယ်တော့မလိုသေးပါဘူးချန်ပီယံမင်းလိုအနံစော်နေတဲ့သူတောင်းစားကဒီကိုလာပြီးအစားအသောက်လာလိမ့်စားရဲတယ်ပေါ့မင်းခြေထောက်တွေကိုငါရိုက်ချိုးပစ်မယ်ဖီယန်ကျွန်တော်ပတ်စံလာဆက်တာပါမင်းပြီးခဲ့တဲ့လကငါရယွန်ချီထားတယ်ပြီးတော့ငါအမကလွန်ခဲ့တဲ့2ရက်ကနောက်ထပ်2ရယွန်ထပ်ပေးထားလို့စုစုပေါင်း900ယွန်ဖြစ်တဲ့တပြားမှမလို့စေရဘူးဒီ9000ကငါအမအတွက်မင်းနဲ့ဘာမှမဆိုင်ဘူးဖီယန်မင်းဒီပတ်စံတွေဘယ်ကရတာလဲကျွန်တော်အခုတလောမျိုးတွေကတငယ်ချင်းတယောက်နဲ့စီးပွားရေးတူတူလုပ်လို့ပတ်စံနည်းနည်းရလာတာအမရဲ့ဖုန်းက6200ရှိပြီးလဲဖို့အချိန်တန်ပြီးဟေးငါတို့တီးတန့်စကားပြောရအောင်ဖင်အန်ဒီကားကမင်းဟာလာဒီရက်စစ်ဆက်ကူတာကအနည်းဆုံး9000ကနေစတာဖင်အန်မင်းတကယ်ပဲချမ်းသာသွားတာပဲခုနတင်မင်းငါခြေထောက်တွေကိုရိုက်ချိုးမယ်လို့ပြောလိုက်တယ်မဟုတ်လားငါအဲ့လိုပြောခဲ့လို့လားငါမမှတ်မိတော့ဘူးဝန်ပိုင်ငါကိုပေးတာတွေနဲ့ပတ်သက်ပြီးလာမမင်းနဲ့ငါမင်းကိုအပြင်ခေါ်ပြီးပြောတာကနောက်ငါအမအပေါ်ပိုကောင်းကောင်းဆက်ဆံဖို့ပဲမင်းလဲကံကောင်းခြင်းတချို့ကိုခံစားရနိုင်တာပေါ့ပြီးတော့ငါတတိပေးလိုက်မယ်မင်းငါအမကိုနောက်ထပ်နောက်ဆက်တာငါသိရင်မင်းကိုနောက်တရားစီရမယ်လို့ငါအမခံနဲ့ဟေးတေချာပေါက်ပါဒါဆိုရင်ကျွန်တော်ခောက်ဆွဲမစားတော့ဘူးငါအမကိုပြောပြလိုက်ပါပြီးတော့နောက်တစ်ခါကျွန်တော်လာတဲ့အခါခောက်ဆွဲဆိုင်ထဲမှာခွေးဟောင်တန်လိုအတန်မျိုးတွေမကြားချင်တော့ဘူးတောင်ဟောင်းအဖေကကြောက်ကနေအမြောက်စီကိုအစင်းမြင့်လိုက်ပြီးပဲအခြေအနေအများကြီးတလန်သွားပြီးအဲ့လိုမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီကျိုးပြက်နေတဲ့3မီဘီထက်စားရင်အများကြီးပိုကောင်းပါတယ်ဒီမှာဘာတွေဖြစ်နေတာလဲဒါဘယ်သူလုပ်တာလဲဘာမှမဟုတ်ပါဘူးတားကာရအချိန်တုန်းကချော်လဲခဲ့လို့ပါဖေကားဝယ်ဖို့ပတ်စံတွေဘယ်ကရတာလဲအဖေအမိုက်မကောက်တော့ဘူးစီးပွားရေးအသေးစားလေးစလုပ်တာအခုထိတော့အမျက်ဆုံးတော်တော်ကောင်းတယ်နောက်ဆုံးထွက်နက်နက်တီးဖုံးက1000ကျော်တန်တာမောက်ကီမင်းဖေကမင်းပေါ်တကယ်ကောင်းတာပဲအဖေမှာတားကိုအကောင်းဆုံးတွေပေးနိုင်တဲ့အရေးချင်းရှိပါတယ်အဖေကတားကိုစာမွေးပွဲမှာအဆင့်ဘလောက်ရရမယ်လို့မသတ်မှတ်ပါဘူးတားပျော်ရွှင်ရွှင်စာတင်ပြီးပြောစရာကောင်းတဲ့ဘဝမှာနေထိုင်သွားဖို့ပဲလိုချင်တာအဖေသားအဖေနဲ့အတူတူလိုက်သွားလို့ရမလားမောက်ကီမင်းပါပြောလိုက်တာလဲအဖေသားအဖေနဲ့အတူအိမ်ပြန်ခြင်းနဲ့တားစိတ်မပူပါနဲ့ဘလောက်ပဲပေးဆက်ရပါစေအဖေသားကိုအိမ်ကိုခန်းခန်းနားနားတေချာပေါက်ပြန်ခေါ်လာခဲ့မယ်အိုးဖေအန်မင်းကကြောက်ကနေအမြောက်စီပြောင်းလဲသွားပြီပေါ့မင်းအကျွေးယူထားတဲ့ secret နဲ့အရက်ပြီးတော့ချေးထားတဲ့ပတ်စံတွေအားလုံးပေါင်း240ဟာမင်းငါကိုအစပေါင်းများစွာပေးတာပဲမင်းရဲ့အကောင်းဆုံးဝိုင်ကဘယ်လောက်လဲ Dream Blue ကတပလင်း900ဆိုတော့2ပလင်းပေးပါပြီးတော့အကောင်းဆုံး secret ကတပူး65ဆိုတော့ဘယ်နှစ်ပူးလိုချင်လဲငါကို2ဖပေးပါအမကိုအမှန်တိုင်းပြောစမ်းပါမင်းရဲ့ဒုတိယဦးလေးကမင်းကိုချမ်းသာအောင်ကူညီမယ်လို့ကတိပေးလို့မင်းတာတွေကိုသူ့ကိုဂါရဝပြုဖို့ဝဲတာလားကျွန်တော်ချမ်းအားဟူမိသားစုနဲ့ရန်ဖြစ်ပြီးအိမ်မပြန်လာကြပြီးဒါတွေကကျွန်တော်ဖေအတွက်ပါစုစုပေါင်း200 300ပုံမှာမင်းကို90%ရှော့ပေးမယ်ဖင်အန်းလူတိုင်းမှာဒီတက်မှာဘဝကိုပြောင်းလဲပြဖို့အနည်းဆုံးအခွင့်အရေးတစ်ချိန်တော့ရှိတတ်စမြဲပဲမင်းအဲ့ဒါကိုစုပ်ကင်နိုင်ခဲ့ပုံရတယ်ငါမင်းရဲ့မိဘတွေကိုတွေ့ပြီးမင်းပါဖြစ်နေတာလဲမင်းလိုကောင်ဆုံးပြူမင်းပြန်လာရဲသေးတယ်ပေါ့
အဖေဘာဖြစ်လို့လဲငါတို့မိသားစုတစ်ခုလုံးမင်းကြောင့်ပျက်စီးတော့မယ်မင်းကအခုထိလူဦးကြောင်လုံနေတော့မယ်မင်းမိုက်မဲတဲ့သားမင်းဖေရှိမှဒူးထောက်ဆန်းအမေဘာဖြစ်လို့လဲကျွန်တော်ဘယ်လိုလုံးမိုက်မဲတဲ့သားဖြစ်သွားရတာလဲဖေအန်မင်းဒါကိုငါတို့စီကနေဘယ်လောက်ကြာဖုံးကွယ်ထားအောင်မလဲမင်းမှန်ပါနဲ့ကွာရှင်းလိုက်ပြီဟုတ်လားဟုတ်ပါတယ်အရင်ကဖုန်းထဲမှာမပြောခဲ့တာကဒီနေ့မျက်နှာချင်းဆိုင်ပြောမလို့ပါဟောက်ကောဘယ်လိုလဲကျွန်တော်မှာကားမရှိအိမ်မရှိတည်ငြိမ်တဲ့အလုံးမရှိတော့ဟောက်ကောရဲ့အုတ်ထင်းခွင့်ကိုတိုက်ပွဲဝင်ဖို့ကျွန်တော်မှာအခွင့်အရေးမရှိဘူးမင်းကူမင်းပြန်ကြည့်ဦးမင်းမိမကတခြားလူနောက်လိုက်သွားပြီးသားကိုလည်းဆုံးရှုံးခဲ့ရတယ်၁၈သူမြရွမ်မင်းတို့မိသားစုတစ်ခုလုံးကငါ့ကိုအထင်သေးကြတယ်သူကတခြားလူနဲ့တွဲနေတာကြာပြီးကွာရှင်းလိုက်တာကကျွန်တော်အတွက်စိတ်သက်သာရမှုတစ်ခုပဲကောင်းပြီးလောလောဆယ်ကွာရှင်းတဲ့အကြောင်းမပြောကြရအောင်ငါမင်းကိုတစ်ခုပဲမေးချင်တယ်မင်းရဲ့ဒုတိယဦးလေးကိုစော်ကားဖို့မင်းကိုဘသူကတက်တိပေးလိုက်တာလဲချန်အာဟူကအဖေကိုဘာပြောလိုက်လို့လဲမင်းရဲ့ဒုတိယဦးလေးကမင်းကိုစေတနာနဲ့ထမင်းစားဖို့ဖိတ်ခေါ်ခဲ့တာကိုမင်းကသူ့ရဲ့ဂုဏ်တရားရှိဧည့်သည်ကိုစော်ကားယုံတင်မကပဲသူ့မျက်နှာကိုပါလာပြီးစင်ခေါ်ရဲတဲ့ပေါ်မင်းရဲ့ဒုတိယဦးလေးကဖုံးဆက်ပြီးငါတို့မိသားစုနဲ့အဆက်အသွယ်ဖြတ်ချင်တယ်လို့ပြောတဲ့ကောင်းပြီလေးဖြစ်ရင်လည်းဖြတ်ပေါ်ပါပဲဖြစ်ဖြစ်ဒီနှစ်တွေတစ်လျှောက်လုံးအဲ့ဒီသားဖားနှစ်ယောက်ကငါတို့မိသားစုကိုလှောင်ပြောင်းတာကလွယ်လို့တခါမှမကူညီခဲ့ဘူးငါတို့သူတို့ကိုအမိပြုဖို့မလိုပါဘူးမင်းဘာမှမသိဘူးမင်းရဲ့မိုင်မဲမှုကြောင့်မင်းအမေနဲ့ငါအလုပ်ပြုတ်သွားတာကိုကောမင်းသိလားချန်ရင်ကောင်ကအထက်ချုပ်ဆက်ယုံပိုင်ရှင်ကိုစကားတခုံပြောလိုက်ရုံနဲ့မင်းအမေအလုပ်ထုတ်ခံလိုက်ရတဲ့အခုတော့အချီမင်းဖြစ်တဲ့အလုပ်တောင်လုပ်လို့မရတော့ဘူးမင်းဖေလည်းစောက်လုပ်ရေးလုပ်ငန်းခွင်ကမန်နေဂျာရဲ့မောင်းထုတ်ခြင်းခံလိုက်ရတယ်ငါတို့စီကနေကိုလက်လှုပ်ရှားအလုပ်လုပ်ပိုင်ခွင့်ကိုတောင်လူယူသွားကြပြီးချန်အာဟူနဲ့ချန်ရင်ကောင်တို့ကတကယ်ကိုရုပ်မာလုံးနဲ့မင်းရဲ့ဒုတိယဦးလေးကငါတို့ညီကိုတွေဖြစ်တာကိုထောက်ထားပြီးပေးနိုင်တာကအမထောက်ပေါက်တစ်ခုရှာရမယ်ငါနဲ့အခုချက်ချင်းလိုက်ခဲ့ပြီးသွားတောင်းပန်အဖေကျွန်တော်ဘာမှမလုပ်ခဲ့ဘူးဒါကမှားတာမှန်တာနဲ့မဆိုင်ဘူးအောင်မြင်တဲ့လူတွေဆိုရင်မှားနေရင်တော့မှန်တယ်ဒါပေမဲ့ငါတို့လိုတာမန်လူတွေအတွက်ကြတော့မှန်နေရင်တော့မှားတယ်ဖြစ်ရတာမင်းနားလေလားမင်းကတော့အစဲခံရိုက်ခံရတာတွေကိုသိခံရမှာပဲနားလေလားမင်းခံစားရတာကိုအမေသိပါတယ်ဒါပေမဲ့စင်ရဲသားရဲ့မာနကတန်ဖိုးမရှိဘူးငါတို့မင်းရဲ့ဒုတိယဦးလေးကိုအရှုံးမပေးရင်ငါတို့မိသားစုတစ်ခုလုံးမပြတ်ကုန်လိမ့်မယ်ဟွန်းချန်အာဟူရဲ့အသားတင်ပိုင်ဆိုင်မှုကတန်ကနန်နေငယ်ပဲရှိတာသူကဘလို့အောင်မြင်တဲ့လူမျိုးလဲအမေနဲ့အဖေကျွန်တော်အခုအဖေတို့အမေတို့ကိုလှုပ်ကြွေးနိုင်တဲ့အရေးချင်းရှိပါပြီအပြင်မှာအလုပ်ကျန်းတွေတွားလို့เสียမလို့တော့ဘူးဟွန်းဒါပဲဖြစ်လေမင်းကချမ်းသာခြင်းအောင်ဆောင်နေတော့မဲအမိုက်ကောက်တာတလမရာကနန်းပဲရတာကိုမင်းဘလို့လုံငါတို့ကိုလှုပ်ကြွေးမှလဲမင်းရဲ့ပါစက်နဲ့လားအဖေနောက်အရက်တူတွေတောက်เสียမလို့တော့ဘူးဒါကအဖေနဲ့အမေအတွက်လက်ဆောင်ပါဒီဖုန်းထဲမှာအခြေခံ APP တွေအားလုံးကျွန်တော်ဒေါင်းလုပ်ပေးထားတယ်ချက်ချင်းသုံးလို့ရတဲ့ဟောက်ကောရဲ့ចောင်းလာစာနဲ့အဖေတို့စီကချေးထားတဲ့ပတ်စံတွေအားလုံးဖြည့်ပေးထားတယ်ဒီမှာ9000ဖေနဲ့အမေဒါကိုအရင်သုံးလိုက်ပါငါအိမ်မက်နေတာလားမိမအဖေငါကိုပြင်းပြင်းလေးတစ်ချက်လောက်ရိုက်စမ်းပါဖေအန်မင်းတရားမဝင်တာတွေတော့မှားမလုပ်ခဲ့ဘူးမဟုတ်လားအဖေလူတိုင်းမှာဘဝကိုတနေ့နေ့ပြောင်းလဲပြစ်ဖို့အခွင့်အရေးရှိပါတယ်ကျွန်တော်အဲ့ဒါကိုစုပ်ကင်နိုင်ခဲ့ပြီးကျေးဇူးရှင်တယောက်နဲ့တွေ့ခဲ့တာပါကောင်းတယ်ငါသားကတော့နောက်ဆုံးတော့လူရဝင်လာပြီပဲဖေအန်ခုနကအဖေစကားနည်းနည်းပြင်းသွားတယ်ဒါပေမဲ့မင်းကောင်းမှုအတွက်ပြောတာပါစိတ်ထဲမထားပါနဲ့ငါလက်ဆောင်တွေကိုလက်ခံလိုက်ပါပြီဒီပတ်စံကိုပြန်ယူသွားပြီးစင်ကိုရှာဖို့တင်ထားလိုက်အဖေကျွန်တော်နဲ့အာနာမနေပါနဲ့ကျွန်တော်မှအခုပတ်စံမရှာပါဘူးသူတို့အိမ်ရှိကမြေကွက်တွေအားလုံးကိုဆက်ပြီးတူးဆွလိုက်ကြတော့မင်းတို့ဘာလုပ်နေတာလဲအိုတာငါရဲ့ညီကိုဖေအန်မဟုတ်လားမင်းမမြင်ဘူးလားငါသားကငါအိမ်ကိုပြန်လဲပြင်ဆင်ပြီးဗီလာအသေးစားလေးစောက်ဖို့ပြင်နေတာလီဟုန်ကမင်းဘာလုပ်နေတာလဲအိမ်အစ်စ်စောက်ပြီးငါရဲ့ဟင်းသီးဟင်းရွက်ခြံကိုလာပြီးနှောက်ယှက်နေတာလားဒီမြေကွက်ကကျွန်တော်ဦးလေးပိုင်တာသူကကျွန်တော်ကိုသုံးခွင့်ပေးမယ်လို့ကတိပေးထားပြီးသားမို့ကျွန်တော်ကြိုက်တာလုပ်ပိုင်ခွင့်ရှိတယ်ဟုန်ကမင်းနဲ့ဖင်အန်ကငတငယ်ချင်းတွေပဲလေငါတို့ကိုနည်းနည်းလောက်မျက်နှာထောက်ထားလို့မရဘူးလားဒါကလွန်ခဲ့တဲ့10စုနှစ်တွေကအကြောင်းအရာပါဘယ်သူမှမမှတ်မိတော့ဘူးသူကအမိုက်ကောက်တဲ့ကောင်ပဲသူ့မှာဗာမျက်နှာရှိလို့လေသူကငါဖက်နှက်ကိုတဲပေးဖို့တော့မတန်ဘူးကျွန်တော်တို့ကိုထွက်ပေါက်တစ်ခုပေးဖို့မင်းကျွန်တော်တို့စီကဘာလို့ချင်လို့လဲမင်းအတွက်ငါဒူးထောက်ပေးမယ်ရမလားအဖေကျွန်တော်တို့ဘသူ့ကိုမှတောင်းပန်စရာမလိုဘူးဒီဇိုင်းပုံစံတွေအားလုံးပြီးသွားပြီးဒူးထောက်ဖို့နေနေတာဥချတောင်းပန်ရင်တော့အလုပ်ဖြစ်မှာမဟုတ်ဘူးဒါမှမဟုတ်ငါတို့ရွှေ့ပြောင်းရမယ်ဒါမှမဟုတ်ပြီးခံရမယ်ကောင်းပြီဒီလေသမားကိုမေးလိုက်ပြီးစောက်လုပ်ရေးကိုဆက်လုပ်ကြစို့ဖေစိတ်မပူနဲ့ကျွန်တော်နီးလက်တစ်ခုခုရှာပါမယ်ဟေးအပြင်ကအဲ့ဒီမြေကွက်ကလီကျန်ကန်းပိုင်တာသူ့ကိုလီဟုန်ကခေါ်သွားတာကျွန်တော်ဦးလေးပေါ်ငါတို့မှအဲ့ဒါကိုကင်တွယ်ဖို့နီးလက်မရှိဘူးစိတ်မပူနဲ့ကျွန်တော်လီကျန်ကန်းစီသွားပြီးအခြေအနေကိုမေးကြည့်မယ်ကျွန်တော်တရင်ကိုစောင့်ပါမင်းကကိုစိုက်ကြည့်ရဲရင်မင်းရဲ့ခွေးမျက်လုံးကိုငါထိုးဖောက်လိုက်မယ်ယုံလားမယုံလားလီဟုန်မင်းမှာတိတ်ခါတရားရှိရဲ့လားတစ္ဆာတရားနဲ့ဖြောက်မှတ်ခြင်းရှိမှသာပတ်စံနဲ့ငွေကြေးရနိုင်တာမင်းတို့သားအဖတွေကတိတ်ပြီးရက်စက်လုံးနဲ့ကိုပြန်ပြီးမလောင်ကျွမ်းစေနဲ့ဦးမင်းကခွေးဟောင်တလို့ဟောင်တာကလွဲလို့ဘာလုပ်နိုင်မှာလဲမကျေနပ်ရင်လဲကိုဘာသာကိုပဲတင်ထားလိုက်ဦးလေးကန်းကျွန်တော်ဒီကိုကိစ္စတစ်ခုလာပြောတာပါမင်းကချမ်းမီသားစုအိမ်ရှိကမြေကွက်ကိစ္စအတွက်လာတာမဟုတ်လားအပေါ်ပဲငါတို့ကဆွေမျိုးလည်းမဟုတ်တငယ်ချင်းလည်းမဟုတ်ဘူးအဲ့ဒီမြေကွက်ကဆွေးနွေးလို့မရဘူးဦးလေးခန့်ညင်းဖို့တိတ်မလောပါနဲ့ဦးကျွန်တော်ဒီကိုတန်ရောစင်တွေအကြောင်းလာပြောတာမဟုတ်ဘူးပတ်စံအကြောင်းဆွေးနွေးလို့ရပါတယ်ငါနဲ့ပတ်စံအကြောင်းပြောမလို့လား
လီယိုချန်ကငါရဲ့ချစ်လစွာသောယင်းနီလှစွာသောတငယ်ချင်းညီကိုဆိုတာမင်းမသိဘူးလားကျွန်တော်ပို့ပေးဖို့လိုတာပေါ့တကယ်ပဲမင်းကတကယ်ကိုရိုးသားလွန်းတယ်ချမ်မီသားစုအိမ်ရှိကမြေကွက်ကိုနှစ်35ဖို့လက်မှတ်ထိုးလိုက်ပါပြီးတော့ဒီစာအိတ်အနီကမင်းဟာဖြစ်သွားမယ်ဖင်အန်မင်းကကိုနောက်နေတာလားမင်းကရွာထဲမှာအမိုက်ကောက်နေတဲ့သူမဟုတ်ဘူးလားဒီလောက်ပတ်စံအများကြီးဘယ်ကရတာလဲအဲ့ဒါကိုမင်းစိတ်ပူစရာမလိုပါဘူးစကားတခုပြောလိုက်ရုံနဲ့အဆင်ပြေမလားဖင်အန်ငါ့ကိုအချိန်နဲ့ပေးပါဦးငါမင်းရဲ့အတော်နဲ့တိုင်ပင်ရအောင်မယ်ဆွေးနွေးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်မှာစီကံချက်တစ်ခုရှိတယ်ကျွန်တော်ဒီမြေကိုငှားတယ်ဆိုတာလီဟုံကိုသွားမပြောရဘူးအကယ်၍မင်းအဲ့ဒါကိုလုံနိုင်ရင်နှုတ်ပိခအနေနဲ့နောက်ထပ်9000ယွမ်ပေးမယ်ဖင်အန်လီဟုံရဲ့မိသားစုကအနောက်တိုင်းစတိုင်အင်ကြီးစောက်နေတာအုံမြစ်ကတလအတွင်းပြီးတော့မယ်မင်းသူ့ကိုဖျက်ဆီးဖို့ကြိုးစားနေတာလားသူတို့သားဖတွေကကျွန်တော်မိဘတွေကိုစော်ကားပြီးကျွန်တော်မိသားစုကိုဖျက်ဆီးခြင်းအနာဆုံးအထိတွန်းပို့နေကြတာမင်းကတော့မိုက်လိုက်တာငါတို့ဇာတိမြေကအဲ့ဒီမြေကွက်ကဆယ်စုနှစ်ပေါင်းများစွာစွန့်ပစ်ခံထားရတာဖင်အန်မင်းကပတ်စံအများကြီးပေးနေတာပဲမင်းဘာတွေစဉ်းစားနေတာလဲသူ့ကိုပဲငှားလိုက်ပါတော့ဘာပဲဖြစ်ဖြစ်လီယိုချန်ကငါရဲ့ညီကိုပဲလေငါတို့ကဘလို့ညီကိုမျိုးလဲဒီနှစ်တွေတလျှောက်လုံးသူတို့ကအားလက်ရက်တွေမှာပဲအနှဲငယ်လာလေကြတာနိုးရဲ့ပါဝင်ပစ္စည်းစင်းမှာနိုးကလွဲလို့အားလုံးပါဝင်နေတယ်လို့တခါပဲပြောဘူးတယ်အဲ့ဒါကယုံစရာကောင်းတယ်ငါသူတို့ကိုဖုံးဆက်လိုက်မယ်အကယ်၍သူတို့ကမြေကွက်အတွက်ဖင်အန်ပေးတဲ့ဈေးရဲ့တဝက်ကိုပေးချင်တယ်ဆိုရင်ငါစာချုပ်မှာလက်မှတ်မထိုးဘူးဖေးညီကိုဘာဖြစ်လို့လဲယိုချန်ငါတို့ဇာတိရွာကမြေကွက်ရဲ့ငှားရမ်းခအကြောင်းမင်းနဲ့ဆွေးနွေးခြင်းလို့ငါတို့ကညီကိုတွေပဲမင်းပါလို့ငါ့ကိုငှားရမ်းခအကြောင်းလာပြောနေတာလဲကျင်ကနောက်ကြရင်မင်းကိုထမင်းကျွေးပါမယ်ညီကိုတွေကြားထဲမှာတောင်စည်ရင်စရာကိုရှင်းရှင်းလင်းလင်းရှင်းရမယ်အရင်တုန်းကမိသားစုမြေခွဲတုန်းကမင်းကကိုတလက်မတောင်မပေးခဲ့ဘူးကောင်းပြီအပိုစကားတွေတော့စာချုပ်လက်မှတ်ထိုးရအောင်ငါမင်းကိုတစ်နှစ်90ပေးမယ်အဆင်ပြေရဲ့လား90ယွမ်မင်းကကိုလှည့်စားဖို့စူးစမ်းနေတာလားမင်းဘယ်လောက်လိုချင်လို့လဲတစ်နှစ်3000လားဟာ3000မင်းယူနေတာလားအဖေဘယ်သူနဲ့စကားပြောနေတာလဲမင်းရဲ့ဦးလေးကအဲ့ဒီတန်ဖိုးမရှိတဲ့မြေကွက်အတွက်တစ်နှစ်3000တောင်းချင်တယ်ဟုတ်လားငါသူ့ကိုပါ3ချက်ရိုက်လိုက်မယ်သူကလူဦးကြောင်ပဲသူ့ကိုဂယုမဆိုင်တဲ့မင်းကစေတနာနဲ့သူတို့ကိုဈေးနှုန်းတစ်ဝက်နဲ့ငှားတာကိုသူတို့ကမင်းကိုလူဦးကြောင်လို့ခေါ်တယ်ပေါ့ငါအဲ့ဒါကိုသိခံနိုင်မလားငါခုပဲမိတူနှစ်ဆောင်တစ်လုံးမှာလက်မှတ်ထိုးမယ်အရေးသွေးနဲ့ကြီးနီရင်တွေအိုးအတူတန်ဖိုး20ယွမ်ညံ့ဖြစ်နေကြီးတယ်တန်ဖိုး90ယွမ်ဦးလေးခန်းဦးလေးရဲ့ရှင်းဟောင်းပစ္စည်းတွေကတော်တော်လာတာပဲဈေးလဲတော်တော်ကြီးမှတေးချတယ်ငါကိုလာမလောင်ပါနဲ့ဒါတွေကလမ်းဘေးဆိုင်ကဈေးပေါ်တဲ့ပစ္စည်းတွေပါတန်ဖိုးသိမ့်မရှိပါဘူးမင်းသဘောကျရင်ကြိုက်တာကိုရွေးပြီးယူသွားလို့ရပါတယ်ကျွန်တော်မျက်စိထဲကျတဲ့ပစ္စည်းနှိမ့်ငယ်တော့အမှန်တကယ်ရှိတယ်ကြိုက်တာယူသွားပါငါတို့မင်းစီကနေအကျိုးအမြတ်အများကြီးယူပြီးပြီဆိုတော့မင်းတခုခုပြန်မယူသွားရင်ငါတို့စိတ်မကောင်းဖြစ်ရလိမ့်မယ်တမ9တန်းအရင်ပမာဏနဲ့ပေါင်းရင်4တန်းနီးပါးရှိပြီးရှိနေကြောက်ကျွန်တော်ကလေးရဲ့အုတ်ထင်းခွင့်ကိုဘလို့ပြန်တိုက်ယူနိုင်မလဲမင်းပြင်မိရမယ့်အချက်2ချက်ရှိပါတယ်ပထမအချက်ကလေးကမင်းနဲ့အတူနေထိုင်ဖို့ဆန္ဒရှိရမယ်ဒုတိယအချက်ကလေးကိုကောင်းကောင်းမွေးမြူနိုင်မယ်လုံလောက်တဲ့ဗန္ဓာကြီးအရင်မြင့်ရှိကြောင်းတက်တည်ပြရမယ်အထူးသဖြင့်ကောင်းမွန်တဲ့အကြောင်းဆောင်မှာအိရှိရင်ပိုကောင်းပါတယ်မစ္စတာချန်ဒီ E300 ကိုကြည့်ပါဒါကကျွန်တော်တို့ရဲ့လက်ရှိထိပ်တန်းမော်ဒယ်ပါအဆင့်သိရနိုင်ပြီးလမ်းပေါ်အရောက်9,300ရွမ်ကျတင်မှာပါငွေအပြည့်ချီပြီး3နှစ်အခမဲ့ထိန်းသိမ်းမှုဝန်ဆောင်မှုရမလားအဲ့ဒါပဲဦးလေးဝမ်နေပူစာလုံးနေတာလားအဲ့ဒါဖင်အန်းလားဒီကားကမင်းငားလာတာဟုတ်တယ်မလားဒါကအဖေကားဝယ်လိုက်တာကအဖေတို့အတွက်အများကြီးပို့ပြီးအဆင်ပြေသွားတာပေါ့တင်ကနက်အနေငယ်ဒီကားကအနည်းဆုံး900သူညတော့တန်မာတေချာတဲ့အင်းမင်းမိသားစုအကြောင်းငါပြောခဲ့တာတွေကိုစိတ်ထဲမထားပါနဲ့ငါတို့အဖိုးကြီးကအယူအဆမရှိလို့ပါရပါတယ်ဦးလေးဝမ် secret တောက်ပါဦးဟာသူအခုမာစီဒီကိုမောင်းနေပြီလွန်ခဲ့တဲ့တလကျော်တင်သူကငါရဲ့အမိုက်ချံမှာအလုပ်လုပ်နေတဲ့လူရှုံတယောက်သူဘလို့လုံးရုတ်တရက်ဒီလောက်အောင်မြင်သွားတာလဲအောင်မြင်တာဟုတ်ပါမလားသူကန်ကောင်းပြီးထိပေါက်သွားရုံတင်ပါထီစုကြီးကရှေ့ရသူညဝင်းကျင်ပဲရှိတာသူခောက်ဆွဲဆိုင်ဖွင့်ပြီးပီလာဆောက်တယ်လို့ကြားတယ်သူပတ်စံတွေအားလုံးတုံးပစ်လိုက်ပြီးထင်းနေစင်ခံကားဝယ်ဖို့ပတ်စံပို့ဘယ်ကရမှာလဲဒါမှမဟုတ်သူငားလာတာဒါမှမဟုတ်ရင်လည်းအောက်ခံပြီးဝယ်လိုက်တာဖြစ်မှာပေါ့လူတိုင်းငြိမ်နေကြပါအခြေမြင့်မရှိတဲ့ကောလာဟာလာတွေကိုမထင်ကြပါနဲ့အခုလူတိုင်းစုံပြီးဆိုတော့ကျွန်တော်တိုက်ရိုက်ပဲကိစ္စကိုပြောပါမယ်ငါတို့ရွာတွေကလမ်းကဆယ်စုနှစ်ပေါင်းများစွာကျင်းတွေခွက်တွေနဲ့ပျက်စီးနေတာမိုးရွာပြီးရင်အခြေအနေတော်တော်ဆိုးတယ်ကျွန်တော်ပြုပြင်ဖို့အတွက်မိသားစုတွေစီကနေပတ်စံစုထည့်ဖို့စဉ်းစားနေတဲ့လမ်းခင်းတာကောင်းတဲ့အလုပ်ပါကျွန်တော်ထောက်ခံပါတယ်အဲ့ဒါဘယ်လောက်ကျမှလဲမြို့နယ်ထောက်ပံ့ခြင်းကိုနှုတ်ပြီးရင်တော့ယွမ်9သိန်းဝန်းကျင်လိုအပ်အောင်မယ်လို့ခံမှန်းရတယ်အဲ့ဒါဆိုမိသားစုတစုချင်းစီကယွမ်ထောင်ကနန်းလောက်ထည့်ရမယ်ဘယ်သူထည့်ချင်လဲဘာပဲဖြစ်ဖြစ်ကျွန်တော်မိသားစုကမြို့ထဲမှာအိမ်ဝယ်ဖို့ပြင်နေတာရွာလန်းရဲ့အခြေအနေကကျွန်တော်ကိစ္စမဟုတ်ဘူးသူမထည့်ရင်ကျွန်တော်လည်းမထည့်ဘူးကျွန်တော်ယွမ်9သိန်းထည့်ပါမယ်ရွာရဲ့လမ်းခင်းစရိတ်အားလုံးကိုကျွန်တော်တာဝန်ယူပါမယ်ခင်အန်းမင်းကကိုနောက်နေတာလားနောက်ဆုံးမှာမင်းကပတ်စံထဲမဲ့သူဖြစ်လာလိမ့်မယ်လို့ငါတကယ်မမျှော်လင့်ထားခဲ့ဘူးနောက်မင်းကရွာရဲ့လေးစားရတဲ့လူကြီးတစ်ယောက်ဖြစ်လာမှာပါလမ်းခင်းပြီးရင်မင်းရဲ့အကျိုးပြုလုပ်ငန်းတွေကိုအမျက်တရနေဖို့မင်းအတွက်ကြောက်စာတိုင်းစိုက်ထူပေးမယ်မင်းကတစေဈေးကွက်မှာယတနာတွေရှာတွေ့နိုင်မှာတော့ဘာလို့ကျွမ်းကျင်တဲ့အကဲဖြတ်ပညာရှင်တွေကိုပို့ပြီးမခေါ်လာတာလဲ
ညီကိုဖင်အန်းဒီစီးပွားရေးကတိတ်ပြီးရှုပ်ထွေးတဲ့တစေဈေးကွက်မှာရှေးဟောင်းပစ္စည်းနဲ့စုဆောင်းစရာတွေတောင်းတဲ့ချီရှိပေမဲ့အစစ်အမှန်တွေ့နိုင်ခြေကတဲ့တူညမှာတစ်ခုပဲရှိတာအကဲဖြတ်သူတွေအနေနဲ့ရှေးဟောင်းပစ္စည်းတွေရဲ့စစ်မှန်မှုကိုဆုံးဖြတ်ဖို့အချိန်အများကြီးလိုအပ်တဲ့မျက်စိမုံမွားနေအောင်ကြည့်ရင်တော့အစစ်ကိုရှာမတွေ့နိုင်ဘူးဒါကြောင့်ထိတ်တန့်အကဲဖြတ်သူတွေတောင်ကံကူပဲအကူရတာမင်းအဲ့ဒီကိုရောက်ရင်နားလည်သွားလိမ့်မယ်ဒီလမ်းကကီလိုမီတာအနည်းငယ်ရှည်ပြီးထိတ်တန့်ပြည်တွင်းအကဲဖြတ်တပ်ဖွဲ့လဲဒီနေရာမှာရှိတယ်ဒီမှာဝယ်တဲ့ရှေးဟောင်းပစ္စည်းတွေကိုတရားဝင်အကဲဖြတ်စင်တာမှာစစ်ဆေးလို့ရတဲ့တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုကိုခွဲခြားသိမြင်တာနဲ့ရှေးဟောင်းပစ္စည်းအယောင်သမားအများပြားကချက်ချင်းဈေးကြီးပေးပြီးပြန်ဝယ်ကြလိမ့်မယ်ပြီးခဲ့တဲ့နှစ်ကတစေဈေးကွက်မှာတယောက်ကနာမည်ကြီးပကြီးကားတစ်ချက်ကိုတူညရွန်နဲ့ဝယ်ပြီးအဲ့ဒီနေရာမှာတင်6တန်းရွန်နဲ့ပြန်ရောင်းချခဲ့တယ်6တန်းရွန်ဆိုတာလူများစုအတွက်ရှာမတွေ့နိုင်တဲ့အရာဖြစ်ပေမဲ့ကျွန်တော်အတွက်တော့အလွန်လွယ်ကူတဲ့ကိစ္စတစ်ခုပါအိုးဒါအထက်လူကြီးထီမဟုတ်လားကဘာကြီးကတကယ်ကျင်းတာပဲအထက်လူကြီးတီရဲ့ချမ်းသာကြွားမှုနဲ့ဆိုတစေဈေးကွက်ကိုလာပြီးပစ္စည်းဈေးပေါ်ရှာဖို့လိုသေးလို့လားစာအိတ်အနီလိုချင်လို့လားငါမင်းကို250ရွမ်ချေးနိုင်ပါတယ်လေတုကတင်းမာမှုတွေနဲ့ပြည့်နေနေတယ်သူတို့ဆက်ဆံရေးကပါလဲရှီမေရွမ်နဲ့အထက်လူကြီးတီတို့ကကရင်နေရန်သူတွေဖြစ်ကြတယ်ပြီးခဲ့တဲ့နှစ်ကအထက်လူကြီးတီမှာအလွန်တန်ဖိုးရှိတဲ့စုဆောင်းမှုတစ်ခုရှိခဲ့တယ်ဒီနေ့သူကတမင်တကာပြဿနာလာရှာတာဖြစ်ရမယ်ချီရင်မင်းကနဲ့နောက်တစ်ခါလောင်းကြီးထည့်ရဲလားကျွန်တော်ကစီးပွားရေးသမားပါလောင်ကစားသမားမဟုတ်ဘူးဟာဘာလဲအထက်လူကြီးတီမင်းကကိုရှုံးမှကြောက်နေတာလားမင်းဘယ်လိုကစားချင်လဲတစီဈေးကွက်က12နာရီဖွင့်တယ်အဲ့ဒီ12နာရီအတွင်းဘသူကပိုးပြီးတန်ဖိုးရှိတဲ့ရှေးဟောင်းပစ္စည်းရှာနိုင်မလဲဆိုတာလောင်းကြီးထက်ရအောင်အထက်လူကြီးတီသူနဲ့လောင်းနေတာလားဒီအယိုးဟောင်းကဘယ်ကထွက်လာတာလဲမင်းမဒီမှာစကားပြောပိုင်ခွင့်ရှိလို့လားညီကိုဖင်အန်းအပေါ်စကားတွေမပြောပါနဲ့သူကပြင်ဆင်ပြီးလာခဲ့တာအကယ်၍သူရှုံးသွားရင်ကောသုံးလာတာပင်ပန်းလုပ်ခဲ့ရတာတွေအလားတက်ဖြစ်သွားလိမ့်မယ်အထက်လူကြီးကြီးကျွန်တော်မှတေချာပေါက်နိုင်မဲ့ဖြူဟာရှိပါတယ်80%ယုံကြည်ချက်ရှိတယ်ကောင်းပြီးရှီမင်းယွမ်ငါမင်းနဲ့လောင်းမယ်ညီကိုဖင်အန်းမင်းတကယ်ပဲ80%ယုံကြည်ချက်ရှိတာလားကျွန်တော်နှိမ့်ချပြီးပြောလိုက်တာပါအမှန်တော့ဒါက100%အစစ်မှန်ပါညီကိုဖင်အန်းငါတို့အကဲဖြတ်သူအနှဲငယ်900ရင်ကောင်းမလားမင်းဒီလိုငွေတင်းကားမျိုးကိုငါတူညနဲ့သုံးလို့မရဘူးမင်းစာအိတ်အနီကိုလူဖို့စူးစမ်းနေတာလားအများဆုံး900နဲ့ရောင်းရလိမ့်မယ်ညီကိုဖင်အန်းမင်းလှည့်စားခံလိုက်ရပြီဒါကတိတာထင်ရှားတဲ့အတူကြီးအများဆုံး90ပဲတန်တယ်ပထမတစ်ခုကတော့အတူအမှန်ပဲဒါပေမဲ့ဒီတစ်ခုကအစစ်တေးချာကြည်စမ်းဟေးညီကိုဖင်အန်းမင်းဘလို့ခွဲခြားလိုက်တာလဲကျွန်တော်ရှင်းအောင်ပစ္စည်းတွေအကြောင်းအများကြီးမသိပါဘူးဒါပေမဲ့ငငယ်ကလေးကတင်းပြတ်တဲ့အနံ့ခံအာရုံရှိပြီးတက်တန်းရဲ့အနံ့ကိုခံနိုင်လို့ပါမစ္ဆချီဒီမှာပစ္စည်း10ခုရှိတယ်3ခုကအစစ်စုပေါင်းဈေးနှုန်းနဲ့1.5တန်းမစ္ဆချီဒီမှာရှားပါပစ္စည်း4ခုရှိတယ်စုပေါင်းဈေးနှုန်း5တန်းကျော်အားဒါကနောက်ဆုံးတစ်ခုပဲဒါကအနောက်ကျိုးမင်းဆက်ကငကားပုံစံကြောက်စိမ့်ဆွဲပြဖြစ်ပြီးအခြေအနေကပြည့်စုံတယ်ပြီးတော့စုဆောင်းမှုတန်ဖိုးအလွန်မြင့်မားတယ်ဒါကဒီနှစ်တစ်စီဈေးကွက်မှာတေချာပေါက်အတန်ဖိုးရှိဆုံးရှေးဟောင်းပစ္စည်းဖြစ်တယ်လို့ကျွန်တော်အာမခံတယ်တခြားဘာနဲ့မှမနိုင်ရှင်နိုင်ဘူးဈေးကွက်အရန်ကအနည်းဆုံး10တန်းရှိတယ်ညီကိုမင်းရဲ့ငွေတင်ကားတွေကြောက်စိမ့်အပြာနဲ့အဖြူရောင်ကြွေပကံလုံးပြီးတော့ဒီငကားပုံစံကြောက်စိမ့်ဆွဲပြအားလုံးကိုငါယူမယ်ဈေးနှုန်းတစ်ခုတည်း7တန်း12တန်း1.5တန်းငါနောက်ထပ်1.5တန်းထပ်တိုးမယ်1.5တန်းညီကိုဖင်အန်းသူတို့ကိုဂယုမဆိုင်နဲ့တွားရအောင်မင်းရဲ့ယတနာလေးခုလုံးကိုငါယူမယ်15တန်းပါမစ္စတာရှီဒီဈေးနှုန်းကဈေးကွက်ပေါက်ဈေးထက်အများကြီးပိုမြင့်နေတယ်ကျွန်တော်မင်းစီကနေအကျိုးမြတ်မယူနိုင်ပါဘူးစိတ်မပူပါနဲ့ညီကိုဖင်အန်းငါဒါကိုတိချာထုတ်ပိုးပြီးဈေးကွက်တင်ကလေလံပွဲတင်လိုက်မယ်အမျက်ကတော့တေချာပေါက်ရမှာပါစာချုပ်ကိုစစ်ဆေးကြည့်ပါပြဿနာမရှိရင်အခုပဲလက်မှတ်ထိုးလိုက်ငါမင်းစီပတ်စံလွှဲပေးမယ်မင်းဘလို့အသက်ရှူရမလဲတော့မသိဘူးပဲညီကိုဖင်အန်းမင်းရဲ့အံ့ဩစရာကောင်းတဲ့စွမ်းရည်တွေနဲ့ဆိုနောက်တစ်ချိန်မှာဘီလီယံနာဖြစ်လာဖို့ကမဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူးမင်းမှာပတ်စံအလုံးလောက်ရှိနေတဲ့အဆင်ပြေပါတယ်တခြားဘာမှမဟုတ်ပါဘူးကျွန်တော်ရင်ပြန်မအောင်မယ်တကောင်ကြော်နေပြီပဲပြန်မနေပါနဲ့တော့ဒီညဒီမှာပဲတဲလိုက်ပါမစ္စတာရှီဒါကတိတ်မမြန်လုံးဘူးလားမင်းဘာတွေတွေးနေတာလဲငါတို့အခန်းခွဲပြီးအိတ်ကြမှာပါရှေ့နေကြောင်ကျွန်တော်သားရဲ့အုတ်ထင်းခွင့်ကိုပြန်ရဖို့ကူညီပေးဖို့မင်းကိုငှားချင်ပါတယ်ကျွန်တော်မှာကားရှိတယ်ကျောင်းဆောင်အိမ်ရှိတယ်ပြီးတော့စုဆောင်းငွေလည်းရှိတယ်ကျွန်တော်သားနိုင်ကြီး80%ပဲရှိရင်တော့မင်းရဲ့အကောင်းဆုံးဥပဒေဖွဲ့ကိုဒီအမှုကင်တွယ်ခွင့်ပေးဖို့ကျွန်တော်ဆန္ဒရှိပါတယ်လက်ထိုးဖို့ကပြဿနာမရှိပါဘူးဒါပေမဲ့ကျွန်တော်110%အောင်ပွဲရဖို့ပဲလိုချင်တာမစ္စတာချန်မင်းတလအတွင်းမှာတော်တော်လေးပြောင်းလဲသွားတာပဲဘာတွေပြောင်းလဲသွားလို့လဲမင်းပို့ပြီးခံရလာတယ်ပြီးတော့မင်းရဲ့အရှိန်ဝါကလည်းစီးပွားရေးတထေးကြီးတယောက်လိုပို့ပြီးအားကောင်းလာတယ်ဝန်ချီဖာကအများပြည်သူပိုင်ဆိုင်မှုကိုအလွဲသုံးစားလုပ်မှုနဲ့ပြစ်ဒဏ်ချမှတ်ခံရပြီးပိုင်ဆိုင်မှုအလုံးသိမ်းခံရကထောင်ဒဏ်12ချမှတ်ခံလိုက်ရတဲ့အဖေအဲ့ဒါအလွန်ကောင်းတာပဲမန်ပါရဲ့အဲ့ဒီအိမ်တော်ရေးဖောက်ပြန်ဖို့ကဒီဝါလီခံသွားပြီပေါ့အခုမန်ပါမှာဟောက်ကောကိုမွေးမြူဖို့ပတ်စံမရှိတော့ဘူးကျွန်တော်သူ့စီကနေအုတ်ထင်းခွင်းကိုမကြခင်ပြန်တိုက်ယူနိုင်တော့မှာအလွန်ကောင်းတာပဲငါတို့မိသားစုနောက်ဆုံးတော့ပြန်လဲစုံစည်းနိုင်တော့မယ်ကောင်းပါပြီအဖေဟောက်ကောကိုပြန်ခေါ်လာပြီးရင်ကျွန်တော်ပတ်စံသုံးပြီးကျွန်တော်တို့အိမ်ကိုပြန်လဲပြင်ဆင်ပါမယ်ဖင်အန်းလီဟုံကောဘယ်လိုလဲသူငါတို့မြေကိုလူပြီးအိမ်ဆောက်ဖို့စူးစမ်းခဲ့တယ်မဟုတ်လား
ဒီရက်ပိုင်းအတွင်းရုတ်တရက်ပျောက်သွားတယ်ဘာဖြစ်နေလဲမသိဘူးဟဲရပါတယ်တော့ကျွန်တော်တို့အိမ်ရှိကအဲ့ဒီမြေကွက်ကလီဟုံကန်ရဲ့ဦးလေးပိုင်တာကျွန်တော်လွန်ခဲ့တဲ့ရက်အနေငယ်ကသူ့ဦးလေးစီသွားပြီးအဲ့ဒါကိုဝယ်လိုက်ပြီးအခုအဲ့ဒီမြေကကျွန်တော်တို့မိသားစုပိုင်ဖြစ်သွားပြီးမို့လီဟုံကန်မှာဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်မရှိတော့ဘူးချန်ပီယံအမင်းကိုပြောစရာရှိတယ်ဟောက်ကောအတန်းနဲ့အရင်ပြန်သွားနေဦးငါဝန်ချီဖားနဲ့ကွာရှင်းလိုက်ပြီးဖင်အန်ငါတို့ပြန်လဲလက်ထက်ကြရအောင်ကျွန်တော်ချန်ပီယံအန်ကအမိုက်မကောက်တော့ပါဘူးဒါပေမဲ့ကျွန်တော်မှာရွံနှစ်တန်းကျော်အကျွေးတင်နေပြီးတခြားလက်စရာမရှိတော့ဘူးမင်းပဲကျွန်တော်ကိုကဲတင်နိုင်တယ်ပြန်လဲလက်ထပ်ဖို့ကတော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ကျွေးဆက်ဖို့မင်းကိုပတ်စံတချို့တော့ပေးနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာစီကံချက်တစ်ခုရှိတယ်မင်းရဲ့တသက်တာလုံးဟောက်ကောရဲ့ရှိမှာဘယ်တော့မှပုံမလာရဘူးအကယ်၍မင်းအဲ့ဒါကိုလုံနိုင်ရင်မင်းစီ3တန်းရွံလွှဲပေးမယ်ကောင်းပြီငါကတိပေးပါတယ်ဟောက်ကောရဲ့အုတ်ထင်းခွင့်ကိုမင်းဟုတ်ပြပါမယ်အဖေငူနေတာလားဒီနေ့လေကတိတ်ပြင်းလို့မျက်စိတဲတဲဝင်သွားတာပါအိမ်ပြန်ကြရအောင်နောက်ကြရင်သားကိုအဖေရဲ့ရီးစားအတင်းနဲ့မိတ်ဆက်ပေးမယ်ဒါသူမနဲ့တွေ့ပြီးရင်ငါတို့အတူတူကောင်းမွန်တဲ့ဘဝမှာနေထိုင်သွားကြတာပေါ့